ထိုင်းမှာအနေဆုံးလောက်ခ912ဘတ်အထိတိုးမြင့်ပေးဖို့အလုပ်သမားနေ့မှာတောင်းဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ1ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့လေးမှာထိုင်းနိုင်ငံမှာရှိတဲ့အလုပ်သမားဖွဲ့စည်းအသီးသီးကအလုပ်သမားတွေဟာအစိုးရအိမ်တော်အထိကြီးတက်ဆန္ဒပြခဲ့ကြပြီးတရက်ကိုအနေဆုံးလောက်ကလာစား912ဘတ်အထိတိုးမြင့်ပေးဖို့အပါအဝင်အချက်9ချက်ကိုတောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။ထိုင်းအလုပ်သမားညီညွတ်ရေးအဖွဲ့ချုပ်နဲ့နိုင်ငံကောင်စီစီးပွားရေးကဏ္ဍတွေအလုပ်သမားဆက်ဆံရေးအဖွဲ့ချုပ်တို့ဦးဆောင်တဲ့အလုပ်သမားလှုပ်ရှားမှုမှာကဏ္ဍဆောင်ကအလုပ်သမားသမဂ္ဂတွေပါဝင်ခဲ့ကြပြီးလက်ရှိကုန်စည်နှုန်းတွေမြင့်တက်မှုနဲ့အညီလောက်ကလစာကိုလည်းပြုပြင်ပြောင်းလဲပေးဖို့တင်ပြတောင်းဆိုခဲ့ကြပါတယ်။အဲဒီတောင်းဆိုချက်တွေထက်မှတနေ့လောက်က912ဘတ်တက်မှတ်ပြီးဖို့စွမ်းအင်ဈေးနှုန်းကြီးမြင့်မှုကိုဖြည့်ဆည်းဖို့NAOPP ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ပြဋ္ဌာန်းချက်တွေကိုအစိမ်မြင့်အတည်ပြုဖို့နဲ့ရေတိုးစာချုပ်နဲ့ခိုင်းစေမှုတွေကိုအဆုံးသတ်ဖို့လူမှုဖူလုံရေးစနစ်ကိုပြုပြင်ပြောင်းလဲဖို့တက်ကြီးပင်စင်ခံစား권ကိုတရားမျှတတဲ့ပုံသေးနည်းနဲ့ရေးဆွဲဖို့အလွန်အမင်းပူပြင်းတဲ့ရည်တည်တွေကိုပြည်သူ့ BND ရဲ့အဖြစ်သတ်မှတ်ပေးဖို့နဲ့လေထုညဉ့်ညမ်းမှုကိုကင်တွယ်ဖြည့်ဆင်းပေးဖို့ဆွေပြောင်းလူသမားတွေစီမံခန့်ခွဲမှုအတွက်ပုံမခိုင်မာတဲ့တရားဝင်မူဝါဒပေါင်းတစ်ခုအမြန်ဆုံးဖော်ဆောင်ပေးဖို့စတဲ့အချက်လက်တွေပါဝင်ပါတယ်။ဒီတောင်းဆိုမှုနဲ့ပတ်သက်ပြီးချန်ဂျီစုကူကအလုပ်သမားတွေကိုဂုဏ်ပြုစကားပြောကြားခဲ့ပေမဲ့လောကလစာတိုးမြင့်ရေးနဲ့ပတ်သက်လို့ကတော့အရာအလုံးသည်အကျိုးကြောင့်စီလိုမှုအပေါ်အခြေခံရမည်လို့သာပြေကြားခဲ့ပါတယ်။ဒီတောင်းဆိုမှုဟာထိုင်းနိုင်ငံမှာလုပ်ကိုင်နေကြတဲ့မြန်မာလူသမားတန်းနဲ့ချီအတွက်တိုက်ရိုက်သက်ဆိုင်နေတဲ့အကျိုးကြောင့်ဆီယပိကလုပ်တဲ့စစ်ကောင်စီရဲ့ဆိုတဲ့တာဝန်လုံးအလုပ်လုပ်နေတာဒီဝတ်ပေါ်ဒီนะครับที่จากการข้อจำกัดด้านความยุ่งยากในการดำเนินและไม่เพื่อการเข้าถึงแรงงานข้ามชาติในการปฏิบัติพี่น้องกรรมกรที่ทั้งหลายความสำเร็จทั้งหลายจะเกิดขึ้นได้ในวันนี้หรือวันหน้านั้นขึ้นอยู่กับพลังของเราในวันนี้กระบวนการงานทั้งหลายจำเป็นต้องศึกษาเรียนรู้ทำความเข้าใจต่อสถานการณ์ให้ถ่องแท้ต่อไปและข้อเป็นหน้าที่ของพวกเราใช่หรือเปล่าใช่หรือเปล่าเพราะเราเป็นคนส่วนใหญ่60 ล้านคนในประเทศนี้40 ล้านคนเป็นคนที่อยู่ในทำงานเราแรงงานข้ามชาติประมาณ5-6 ล้านคนในขณะนี้ประสบกับความเดือดร้อนอย่างสาหัสในขณะนี้ดังนั้นสิ่งที่มายื่นข้อเรียกร้องในวันนี้ก็อยากให้รัฐบาลได้แก้ไขปัญหาอย่างจริงจังและเดี๋ยวหลังจากนี้พี่น้อง